မင်္ဂလာပါဒီနေ့ရေကဲချောင်းကုန်ချမ်းတွေတွားဝယ်လာတဲ့အတွက်ကြောင့်မလို့ဒီနေ့ကုန်ချမ်းစီးဘယ်လောက်ရှိလဲဆိုတာကျွန်မဝယ်ထားတဲ့စီရင်ကိုတွက်ပြမှာဖြစ်ပါတယ်ကဲမအောင်ဆုံးတခြားပေါ့နော်တခြားကတခြားညိုဝယ်ခဲ့ပါတယ်တခြားညိုတပိတ်သားကို4200ပေးရပါတယ်အဲ့ပြီးတော့နုပေါင်မုံလုပ်ဖို့အတွက်ပေါင်မုံဝယ်ခဲ့ပါတယ်တစ်ထုပ်ကို2000ပါအဲ့ပြီးတော့ဒီမှာရေခဲချောင်းအိတ်ပေါ့နော်ရေခဲချောင်းအိတ်ကတစ်ခွဲ6 size ဝယ်ခဲ့တယ်ဒါကတပေါင်ကို9900ပေးရပါတယ်နောက်ပြီးရေခဲချောင်းလုပ်တဲ့အခါမှာမပါမဖြစ်ပြောင်းကော်မုံပေါ့နော်ပြောင်းကော်မုံလေးဝယ်ခဲ့တယ်ဒါကမှုေးပြောင်းကော်မုံမှာမှုေးပြောင်းကော်မုံကတစ်ထုပ်ကို1600နဲ့နှစ်ထုပ်ဝယ်ခဲ့ပါတယ်3200ပါနောက်ပြီးရင်ဒီမှာစမ်းနိုးစီတပူးဝယ်ခဲ့ပါတယ်ဒါက3000ပါပြီးတော့ milkshake strawberry milkshake မှုန့်ဝယ်ခဲ့ပါတယ်ဒါကချိန်ကြည့်လိုက်တော့90 gram ရှိပါတယ်ဒါက3000ပေးရပါတယ်ပြီးတော့ strawberry milkshake မှုန့်ကိုဖြော်ဖို့အတွက်နိုစိမ်းဝယ်ခဲ့ပါတယ်အရင်တော့ကတော့ no မုန့်ပေါ့နော် dreamer ကိုသုံးတယ်ဒါပေမဲ့အခုနိုစိမ်းနဲ့ပြောင်းသုံးကြည့်တာအဆင်ပြေတယ်ပေါ့နော်အဲဒါကြောင့်နိုစိမ်းတပူးဝယ်ခဲ့ပါတယ်ဒါက3800ပါပြီးရင်မကရေခဲချောင်းထုတ်တဲ့အခါမှာပြားတွေတင်းတယ်လို့မျိုးအိတ်နဲ့မထုတ်တတ်ဘူးပေါ့နော်အိတ်နဲ့ထုတ်ရတာနည်းနည်းလက်ဝင်လို့ဆိုပြီးတော့ခါကြတော့တေးပင်တွေဝယ်ခဲ့ပါတယ်အဲ့တေးပင်ကတော့ဒါကပေါင်ဝက်ကို4000ပေးရပါတယ်အဲ့တော့စုပေါင်းဒီနေ့ကျမဝယ်ခဲ့တဲ့ကုန်ကျစရိတ်က3000လောက်ကုန်နေပေါ့နော်ဒါဒီမှာစီးရင်မှတ်ထားတယ်ဒါကဲအဲ့ဒါလေးလာပြောတာရှင့်ကဲကျေးဇူးတင်ပါတယ် bye bye see you